ကျွန်တော်ကြားဖို့တဲ့လူတစ်ယောက်အကြောင်းပြောပြချင်ပါတယ်သူ့နာမည်ကိုမားကတ်စ်လို့ပဲခေါ်ကြပါစို့မားကတ်စ်ကထူးထူးခြားခြားလူတစ်ယောက်တော့မဟုတ်ပါဘူးချမ်းသာတဲ့သူလည်းမဟုတ်ဘဝကိုခြေလေပြတတ်တဲ့သူလည်းမဟုတ်ပါဘူးဒါပေမဲ့သူကတည်ငြိမ်တဲ့သူပါသူ့ဇနီးကကြောင်းပြန်တက်ချင်တဲ့အခါသူကတွန်းဆုံနေခြင်းမရှိပဲခွင့်ပြုခဲ့တယ်အချိန်ပိုတွေလုပ်ခဲ့တယ်ဇနီးတနင်္ဂနွေတွေမှာအနားမယူပဲအလုပ်ဆင်ခဲ့တယ်သူ့ဇနီးစိတ်ပူစရာမလိုသူ့ကိုယ်သူချွေတာသုံးဆွဲခဲ့တယ်သူကသူ့ဇနီးပေါ်ယုံကြည်မှုရှိတယ်ဟန်လုတ်ပြီးလေလုံးထွားနေတာမျိုးမဟုတ်ပဲနီးစဉ်ရက်ဆက်တာဝန်ကြီးပုံစွာနဲ့ပဲပြသခဲ့တာပါမိသားစုအတွက်လိုအပ်တာတွေအကုန်ဖြည့်ဆည်းပေးခဲ့တယ်အိမ်တော်ကြီးကိုတည်ငြိမ်အောင်သူပဲထိန်းချောင်းထားခဲ့တာနှစ်တွေကြာလာတော့သူ့ဇနီးကြောင်းပြီးသွားတယ်အလုပ်တစ်ခုရလာတယ်နောက်တော့ပူကောင်းတဲ့အလုပ်ကိုရတယ်ယာတူတိုးတယ်ဝင်ငွေတွေကလည်းအများကြီးတိုးလာတယ်မာကတ်စ်ကအရန်ကုန်ယူတယ်သူကိုယ်တိုင်အောင်မြင်တယ်လို့မျိုးသူ့ဇနီးအကြောင်းကိုလူတိုင်းကိုပြောပြတယ်ဘာလို့လဲဆိုတော့သူ့စိတ်ထဲမှာဒါဟာသူတို့နှစ်ယောက်လုံးရဲ့အောင်မြင်မှုလို့ယူဆထားလို့ပါသူတို့အောင်မြင်သွားပြီလို့သူယုံကြည်ခဲ့တယ်အစပိုင်းမှာတော့ဘာမှမပြောင်းလဲပါဘူးအိမ်မှာအတူတူနေထမင်းအတူစားအိယာဝင်ချင်းအတူတူပဲဒါပေမဲ့တစ်ခုခုတော့ပြောင်းလဲလာတယ်တိတ်တိတ်ဆိတ်ဆိတ်နေတတိမထားမိလောက်အောင်ပြောင်းလဲလာတာပါအစပိုင်းမှာတော့အသေးဖွဲလေးတွေပေါ့ဇနီးဖြစ်သူရဲ့လီတန်တွေကနည်းနည်းလေးပြောင်းလာတယ်မိထွေးမှုတွေနေသွားပြီးစိတ်မရှိတဲ့ပုံတွေပေါက်လာတယ်စကားပြောရင်ဖြတ်ပြောတာအပြစ်တင်တာမျိုးတွေဖြစ်လာတယ်အသေးဖွဲလေးတွေဆိုတော့မာကတ်စ်လေးလီယူရှုထားလိုက်တယ်နောက်တော့အကွာဝီးတွေဖြစ်လာတယ်အလုံးနောက်ကျမှပြန်လာတာထမင်းစားရင်ဖုံးပဲကြည့်နေတာသူ့နေ့စဉ်အကြောင်းကိုမမီးတော့တာမျိုးတွေဖြစ်လာတယ်မရက်စက်ပြီးစိတ်မဝင်စားတော့တဲ့ပုံစံမျိုးပေါ့မာကတ်စ်ကတော့သူပင်ပန်းနေလို့ပါအောင်မြင်မှုနောက်ကလိုက်ရတဲ့ဖိအားတွေကြောင့်ခဏပဲဖြစ်မှာပါလို့ကိုပြန်ဖြီးသိမ့်ပြီးတီးခတ်ခဲ့တယ်ဒါပေမဲ့လူတွေဝင်မခံခြင်းနဲ့အမှန်တရားတစ်ခုရှိတယ်ငွေကလူတွေကိုပြောင်းလဲစေတတ်တယ်အထူးသဖြင့်အာဏာရှိမှုဆုံးဖြတ်ချက်ချနိုင်မှုနဲ့ကိုယ့်ဘဝကိုကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုတွေမှာပေါ့ဝင်ငွေပုံများတဲ့သူကဆက်ဆံရေးမှာအသာစီးရလာတယ်လို့မျိုးဖြစ်လာတယ်မာကတ်စ်ကတော့ဒါကိုသိမသိလိုက်ပေမဲ့သူ့ဇနီးကတော့ခံစားမိနေတယ်သူမသိလိုက်တဲ့အရာတစ်ခုကတော့သူ့ဇနီးသူ့အပေါ်မြင်တဲ့အမြင်တွေပြောင်းလဲလာတာပါပဲအရင်ကမာကတ်ဆိုတာသူမအတွက်အားကိုးရတဲ့ကြောက်ဆောင်ကြီးတစ်ခုပါအခုတော့သူမကိုယ့်ဘာသာရက်တည်နိုင်နေပြီအားကိုးစရာမလိုတော့တယောက်ယောက်ကိုအားကိုးစရာမလိုတော့တဲ့အခါအန်ဒီရရှိတဲ့အချက်တစ်ခုဖြစ်လာတတ်တယ်အဲ့ဒါကတော့ကိုယ့်လက်တွဲဖော်ရဲ့တန်ဖိုးကိုအကဲဖြတ်စပြုလာတာပါပဲအချစ်ဆိုတာအချစ်တတ်မဟုတ်ဘူးအမြင်နဲ့လည်းဆိုင်နေကိုယ့်လက်တွဲဖော်ကိုဘယ်လိုမြင်လဲသူ့တန်ဖိုးကဘယ်လောက်ရှိလဲဆိုတာအပေါ်မှာမူတည်တယ်အဲ့ဒီအမြင်တွေပြောင်းသွားတဲ့အခါဆွဲဆောင်မှုတွေကပါပျောက်ကွယ်သွားတတ်တယ်မာကတ်စ်ရဲ့အလုပ်ကအရင်ကထက်ပိုသေးငယ်သွားသလိုခံစားရလာတယ်သူ့ရဲ့ရည်မှန်းချက်တွေကကန့်သက်ချက်ရှိနေသလိုဖြစ်လာတယ်မာကတ်စ်ကတော့ဘာမှမပြောင်းလဲပေမဲ့သူ့ဇနီးရဲ့အမိကပြောင်းလဲသွားခဲ့ပြီတစ်ဖက်မှာလည်းသူမကသူမနဲ့အဆင့်တူရည်မှန်းချက်တူတဲ့သူတွေအောင်မြင်တဲ့အမျိုးသားတွေနဲ့ပတ်ဝန်းကျင်တင်မှနေလာရတယ်အဲ့ဒီအခါမှာအလူလိုနေရင်နှိုင်းရှင်မှုတွေဖြစ်လာတယ်မာကတ်စ်ကတော့ပို့စူးစမ်းကြည့်တယ်အင်္ဂလိပ်တွေပို့လုပ်ပေးတယ်ပို့ဂရုစိုက်တယ်ဒါပေမဲ့စူးစမ်းမှုကအမြင်ကိုပြောင်းလို့မရဘူးလူတွေမှားတတ်တဲ့အချက်ကဒါပါပဲမာကတ်စ်ကငါအကောင်းဆုံးလုပ်နေတဲ့၍အားလုံးအဆင်ပြေမှာပါလို့ထင်နေတယ်ဒါပေမဲ့ဆက်ဆံရေးမှာလေးစားမှုကအဓိကပဲတခါတလေလေးစားမှုတွေယော့နှီးသွားပြီဆိုရင်ကြံတာတွေကလည်းအလိုလိုနောက်ကလိုက်ပျက်စီးသွားတတ်တယ်သူမအရင်ကမာကတ်စ်ကိုလိုအပ်ခဲ့တော့ကတန်ဖိုးထားခဲ့ပြီအခုကိုယ်ပိုင်ရက်တည်နိုင်သွားတဲ့အခါအဲ့ဒီအတိအမှတ်ပြုမှုတွေကမေးမိန်သွားတယ်ဒါကသူမလူဆိုးမှုလို့မဟုတ်ဘူးလူတဘာဝပဲလူအချက်မရှိတော့တဲ့အခါအရာအားလုံးကရွေးချယ်စရာတတ်တတ်ပဲဖြစ်သွားတော့တယ်နောက်ဆုံးတော့သူမရဲ့ထွက်ခွာနိုင်စွမ်းကပိုလွယ်ကူလာတယ်အရင်ကဆိုရင်လမ်းခွဲဖို့စဉ်းစားရင်နောက်ဆက်တွဲစီးပွားရေးပြဿနာတွေဘဝနေထိုင်မှုပုံစံပြောင်းလဲမှုတွေရှိခဲ့ပြီအခုတော့သူမကိုယ့်ဘာသာရက်တည်နေပြီလမ်းခွဲဖို့လွယ်ကူလာတဲ့အခါစဉ်းစားမှုတွေကအစစ်အမှန်ဖြစ်လာတယ်မာကတ်စ်မတိလိုက်တဲ့အချက်ကဆက်ဆံရေးဆိုတာหนีချင်းညချင်းပျက်စီးတာမဟုတ်ပဲတဖြည်းဖြည်းနဲ့အထဲကနေအကြီးပြော့ကျသွားတာပါမာကတ်စ်ကအဆင်ပြေအောင်ကြိုးစားနေချိန်မှာသူမကတော့လမ်းခွဲဖို့ပြင်ဆင်နေတာကြာပါပြီကျွန်တော်တို့တင်ခန်းစာယူရမှာကတော့အောင်မြင်မှုဆိုတာမကောင်းတာမဟုတ်ပါဘူးဒါပေမဲ့ဒိုင်းနမစ်တွေပြောင်းလဲလာတဲ့အခါဆက်ဆံရေးလည်းပြောင်းလဲသွားတတ်တယ်ဆိုတာကိုသတိပြုဖို့ပါကိုယ့်ရဲ့တန်ဖိုးကိုတစ်ခုခုအပေါ်မှာပဲတင်ထားမယ့်အစားကိုယ့်ကိုတူးတက်အောင်လုပ်ဖို့ရည်မှန်းချက်ရှိဖို့လိုပါတယ်လူတွေကအတိတ်ကအမှတ်တရတွေအတွက်နဲ့စက်မနေပါဘူးသူတို့နဲ့အတူမြင်တွေ့နေရတဲ့အနာဂတ်အတွက်သာနေထိုင်ကြတာပါမာကတ်စ်ကသူ့အိမ်တော်ကြီးကိုတရက်ထဲနဲ့ဆုံးရှုံးလိုက်တာမဟုတ်ပါဘူးသူတတိမထားလိုက်မိတဲ့အခိုက်အတန့်သူနားမလည်ခဲ့တဲ့အပြောင်းအလဲတွေထဲမှာတဖြည်းဖြည်းချင်းဆုံးရှုံးသွားခဲ့တာပါ
သတိပြုပါအချိန်တွေကတည်ငြိမ်နေတယ်လို့ထင်ရတဲ့အချိန်မှာတော့ဘဝဆိုတာအချိန်မရွေးပြောင်းလဲသွားနိုင်ပါတယ်ဒီအကြောင်းအရာကတင့်အတွက်ဘယ်လိုမျိုးအထောက်အကူဖြစ်စေမလဲဒါမှမဟုတ်တင့်အတွေ့အကြုံနဲ့တူညီမှုရှိမရှိပြောပြပေးနိုင်မ